Hello ချမ်းမြတ်ပါချမ်းမြတ်ကဒီမှာမွေးငါချက်ပေးတဲ့သူရှိလို့စပစ်ပါတယ်ရှင်စပစ်တဲ့ခါလေးလာပြီးတော့ကြွားတာပါထုံးစံအတိုင်းမျက်နှာပြောင်လေးကိုတော့ခွင့်လွှတ်ပေးကြပါနော်ကဲအချုံမပါလဲချမ်းမြတ်တော့ကဒီစီချက်ကလေးနဲ့အဆင်ပြေပါတယ်စီချက်ကလေးနဲ့ပဲစားပါမယ်စီချက်ဖက်ကလေးပေါ့နော်ဒီလိုမွေးငါစားမယ်ဆိုရင်ဒီလိုအစုံထည့်ပြီးစားမှကျင်းတဲ့သူပါချမ်းမြတ်နဲ့အကြိုက်သူတွေတူလည်းမသိဘူးနော်ဟင်းရည်လေးကနဲသွားလို့လေဟင်းရည်လေးထပ်ထည့်ထားတယ်ပေါ့နော်ဂျားထဲမှာပြတော့မပြလိုက်တော့ပါဘူးကဲစားကြပါအောင်ချမ်းမြတ်ကတော့ဆွဲပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုချမ်းမြတ်ကကျေးဇူးတင်ပါတယ်နောက်ထပ်လည်း review လေးအများကြီးလာပါအောင်မယ်စောင့်ကြည့်ပေးကြပါအောင်ရှင်